ရတဲ့ပြည့်ကျွမ်းမမူသမေပြင်းနေတဘာဝဘေးဒုက္ခဒုဟာနာတမှုပြင်းနေတမန်ညာနဲ့ဘုရားရဲ့အမွေစီညာလေဒီခါလေတရားများနဲ့မုံမြင့်တိုက်တွင်မြေကိုပြိုချလေပေးသွားတဲ့အတပေါင်းများစွာဒီလူရဲ့မွေထားသွားတဲ့မိဘအမျိုးအဆွေဒီကိုမောင်တော်မအတွဲကြည်ပွေဝမ်းလေโอเคပါမယာကဆုကာလာမာလူတွေလှူရှာပြေဝါလေးရရှာဒီကလေးတပြင်းခံစားနောက်ချင်းစွာမူရမြလူစုံဒီတမင်ဝဲမှာโอเคပါမယာကဆုကာလာမာတနိုင်တပိုင်းလှူရှာမိသားစုဝမ်းလာတကူကဆွေမြေပေါ်ချပေးစရသည်အသမြလူမစုံဒီတမင်ဝိုင်းကလေးမှာโอเคပါဗျာသဆုကာလာမှာလူတွေလှူရှာဒီလွန်လေးရရှာဒီကလေးတပြန်ခံစားအကျဉ်းလွန်ကိုလည်းများမစုံဒီလောကကြီးထဲမှာโอเคပါဗျာခေတ်ပြက်ကာလမှာလိုက်တစ်ပိုင်းလှူရှာမိသားစုဝမ်းသာတကူကချွေမြေပေါ်ချပေးစရသည်အတ္တများလူမစုံဒီတပေဝိုင်းလေးမှာတကူကချွေမြေပေါ်ချပေးစရသည်အတ္တများလူမစုံဒီလောကကြီးမာ